တက္ကရာ1389ခုနှစ်တပေါင်းလပြည့်ကျော်17ရက်ခရစ်နှစ်13ရက်3လ2026တောက်ကြားနေ့အလူဝင်နေ့တွင်မန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်တန့်စင်ကုန်းရွာလူဒါယကဦးဝင်းစောလူဒါယိကာမဒေါခင်ဖုံးတင်းတို့၏နေအိမ်မင်္ဂလာမှရွာဦးကျောင်းဆရာတော်ဦးစံတော်ဘာသာတဟံဝင်ရောက်ဥခိုက်ပူဇော်ကားနှစ်ဖက်သောမိဘဆွေမျိုးများနှင့်တကွအလူဒါယကဦးဝင်းစောအလူဒါယိကာမဒေါခင်ဖုံးတင်းတို့၏တာလယရနာမောင်သူရဝင်းစောသမီးလယရနာမတ်ဖုံးရတီဝင်းစောတို့မိသားစုနှင့်အတူမိဘဘိုးဘွားများညီကိုမောင်နှမများတူမများဆုံးလင်းစွာဖြင့်စီတန်းလှဲ့လဲကားမဟာမြတ်မုနိကိုရောမြတ်ကြီးအားရှ िख ိုးဥခိုက်ပူဇော်ခဲ့ကြပါတယ်ခင်ဗျာမြန်မာတက္ကရာ1389ခုနှစ်တပေါင်းလပြည့်ကျော်12ရက်ခရစ်နှစ်14ရက်3လ2026စနေနေ့အလူကြီးနေ့ကိုမန္တလေးမြို့နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်တွင်ကျင်းပခဲ့ပါတယ်ခင်ဗျာငါတို့တက်လျာတာတိချာအားလက်မတိုက်မြိုက်တပိတ်ပိုက်လျက်ဟာ၌စင်မြန်းဖန်သင်္ကန်းဖြင့်ယဟန်ဗုဒ္ဓရှင်ဘဝကိုအထပရိက္ခရာစုံလင်စွာဖြင့်ညာတကာမိတ်ကောင်းစွာဖဲ့၍ဗိသိက်မင်္ဂလာပပိဇာဟုဓမ္မာနုဂဟလှူဒါနကို
ကာလဘေခါလူနိုင်ပါအံ့မာတာပီတမိနေဖတို့နေဆာမမေ့ကြံသွေသည်ယနေ့အောင်မြင်ပါပေတည်း